โอเคအားလုံးပဲအပါတော်တွေပါကျွန်တော်ဒီနေ့မှာတော့ဒီ UK ကိုမလာခင်ကျွန်တော်ဘာတွေလုပ်နေခဲ့လဲကျွန်တော်ဘာတွေသင်ယူနေခဲ့လဲကျွန်တော်ဘာတွေဘယ်လိုကြုံတွေ့နေခဲ့ရလဲဆိုတာကိုကျွန်တော်နည်းနည်း sharing လုပ်ပေးချင်တာဖြစ်ပါတယ်ဒီတော့စလိုက်ကြအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့စပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့2020 2021လောက်ကိုပြန်သွားဖို့တော့လိုမယ်ဗျအဲ့အချိန်တော့ဆိုလို့ရှိရင်ကျွန်တော်ရွာမှာပဲရှိသေးတယ်ပေါ့နော်ရွာမှာပြီးတော့မှကျွန်တော်ဘာမှမလုပ်ခဲ့ဘူးဗျအဲ့တော့ကတော့ကျောင်းကလည်းနားနေတာတစ်ဖက်ရယ်ပြီးတော့မှနိုင်ငံရေးအခြေအနေကလည်းမကောင်းနေဘူးပေါ့နော်အဲ့တော့ကျွန်တော်အဲ့တော့ကတော့ဒီအုပ်ရိုက်တယ်အဲ့လိုမျိုးတန်ချီတန်ကွေးတွေလုပ်တယ်ဒီ construction ရဲ့နည်းနည်းပါးပါးကျွန်တော်လုပ်သေးတယ်ဗျအဲ့တော့ဒါမဲ့အဲ့နောက်ပိုင်းကနေစပြီးတော့မှ2020လောက်ကနေစပြီးတော့ကျွန်တော်တောင်ကြီးတက်တယ်ပေါ့နော်တောင်ကြီးမှာကျွန်တော်နေပြီးတော့မှဒီ GED ဆိုတဲ့ဟာကိုကျွန်တော်2020လောက်မှာစတင်တယ်ပေါ့ဗျာ2020လောက်မှာကျွန်တော်စတင်တော့တင်နေကျွန်တော်2023 April မှာကျွန်တော် GED ဘာသာရဲ့အားလုံးကိုပြီးခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ main target က US ကိုသွားဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် GED တင်ရင်းနဲ့ကျွန်တော် US ကိုသွားဖို့အတွက်ကျွန်တော် try တယ်ပြီးတော့မှကျွန်တော် US ကိုသွားဖို့အတွက်ဒီ English level တခုကလည်းလိုနေရပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော် IELTS ပြင်မယ်ဆိုလို့ရှိရင်တော့ရမ်းကြတယ်ဗျာအဲ့တော့ကျွန်တော် Duolingo ဖြည့်ခဲ့တယ်ပေါ့နော် Duolingo မှာကျွန်တော်အမှတ်105လား110လားမသိကျွန်တော်ရခဲ့တယ်ပေါ့နော်ကျောင်းကလည်းကျွန်တော်ကိုလက်ခံတယ်ကျောင်းက New York ကကျောင်းပေါ့နော်အဲ့တော့ Queen's College ဆိုတဲ့ကျောင်းကိုကျွန်တော်ရှောက်ခဲ့တယ်ပေါ့နော်အဲ့တော့ကတော့စာတွေအဲ့လိုမျိုး document တွေအစုံရှိပြီဗျာဒီတော့ကျွန်တော်2023 August လလောက်မှာကျွန်တော် American တန်ရုံး visa ဖြည့်ဖို့အတွက်ကျွန်တော်ဘန်ကောက်သွားရတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာ appointment slot တွေပြည့်နေတာနဲ့တကြောင်ပြီးတော့မှအကြောင်းမျိုးကြောင့်ကျွန်တော်ဘန်ကောက်မှာသွားဖြည့်လိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးဘန်ကောက်မှာသွားဖြည့်ခဲ့တော့ကတော့ကျွန်တော် visa ကျခဲ့ပါတယ်အချိန်မှာကျွန်တော်တော်တော်လေးကိုဝမ်းနည်းခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ပစ္စည်းတွေလည်းအကုန်တည်သွားတယ်ဗျာဘန်ကောက်ကိုကျွန်တော်အောင်မယ်ထင်ပြီးတော့မှကျွန်တော်စားစရာတွေဟိုဘက်ရောက်မှပဲတုံးရမယ်အသုံးဆောင်တွေကျွန်တော် lucky ace ထဲမှာအစုံထည့်သွားတယ်ဗျာအဲ့တော့ကျွန်တော်မအောင်တော့တော်တော်လေးကိုတော့စိတ်ပြက်ခဲ့တယ်ပေါ့နော်အဲ့တော့ကလည်းနောက်နေ့ရောက်တော့ကျွန်တော်ရှောက်လေလိုက်တယ်ပေါ့နော်ဘန်ကောက်မြို့တပတ်လောက်ကိုကျွန်တော်ရှောက်လေလိုက်ပြီးတော့မှပဲကျွန်တော်စိတ်ဖြေလဲပြောင်းနေသွားလိုက်တယ်ပေါ့ဗျာဒါမဲ့ဆုံးရှုံးခဲ့တာတော့ဆုံးရှုံးခဲ့ပြီပေါ့နော်ကျွန်တော်at the call မအောင်တော့ကျွန်တော်ပြန်လာတာနဲ့ချက်ချင်းဗျာဂျားမှာဘာမှလှုပ်ရှားမရှိမဲ့အတူတူဟို visa နောက်တစ်ခါထပ်ပြီးတော့ဖြည့်ဖို့ကလည်းအနည်းဆုံး2လ3လလောက် gap ရှိမှပဲကျွန်တော်တို့အဆင်ပြေမယ်လို့ကျွန်တော် senior တွေကပြောတယ်ပေါ့နော်အဲ့လိုအချိန်မှာကျွန်တော်ကကိုကျောင်းတွေလိုက်ရှာတယ်ကျောင်းတွေလိုက်ရှာရင်းနဲ့ပဲကျွန်တော်ရန်ကုန်ကကျောင်းတစ်ကျောင်းတွေ့သွားတယ်ပေါ့နော်အဲ့မှာကျွန်တော် YUS လို့ခေါ်တဲ့ကျောင်းမှာကျွန်တော် foundation တက်တယ် GED ပြီးမှပဲ foundation တက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့မှာ foundation တက်တယ် foundation တက်နေရင်လည်းကျွန်တော် January လ1ရက်နေ့ဒီနှစ်တစ်ကူမှာပေါ့နော်2024 January လ1ရက်နေ့မှာကျွန်တော်ဘန်ကောက်သွားတယ်ပေါ့နော်ဘန်ကောက်သွားပြီးတော့မှကျွန်တော် visa နောက်တစ်ခေါက် try ဖို့အတွက်ကျွန်တော်ဘန်ကောက်ကိုတရက်အကျိုးသွားတယ်ပေါ့ဗျာအဲ့ညမှာတော့ New Year မှာကျွန်တော်ပျော်ရွှင်ခဲ့တယ်ပျော်ပါခဲ့တယ်အဲ့မှာဟို countdown တွေနဲ့တွဲရည်ခဲ့တယ်ပေါ့ဗျာ2024 New Year ကတော့ကျွန်တော်ဘန်ကောက်မှာရှိခဲ့တယ်ဗျဒါပေမဲ့နောက်တစ်နေ့လည်းရောက်ရောကျွန်တော် January လ2ရက်နေ့မှာကျွန်တော် visa စပြီးတော့မှဖြည့်ရတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်အကုန်လုံးလည်းပြင်ဆင်သွားတယ်ဗျာပေါ့ပါပဲတနေ့လုံးကျွန်တော်အင်ဂျီဖြူဖို့သွားတယ်ကော်လာလေးနဲ့တက်ရက်နေလောက်သွားတယ်ကျွန်တော်တန်ရုံရောက်တော့လည်း easy ပဲဗျဒီတော့ကျွန်တော်ဒုတိယတစ်ခါ interview ဖြေဖို့အတွက် interview ဖြေတဲ့အခန်းထဲဝင်တဲ့အချိန်မှာကျွန်တော်အရှိမဖြေတဲ့လူတွေကကျွန်တော် agent တစ်ခုထဲမှာပဲအပ်ပြီးတော့မှလာဖြေကြတဲ့ចောင်းသားတွေပေါ့ဗျာအဲចောင်းသားတွေကအကုန်လုံးရသွားကြတယ်ဗျကျွန်တော်တယောက်တည်းကျန်တဲ့အချိန်မှာကျွန်တော်နည်းနည်းတော့စိတ်အားငယ်တာပေါ့ဗျာဒါပေမဲ့မကြောက်ဘူးပေါ့နော်ဖြေမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဖြေလိုက်တော့လေကျွန်တော်ဘာမှတခုထွေမမေးတော့ဗျာမင်းဘာလို့ US သွားချင်တာလဲမင်းမမောင်နှမရှိလားမင်းမိဘတွေကဘာလုပ်လဲကျွန်တော်အဲ့ဒါတွေမေးခဲ့တယ်ပေါ့နော်ကျွန်တော်အကောင်းဆုံးလည်းဖြေနိုင်ခဲ့တယ်ဗျာဒါပေမဲ့ကျွန်တော်စာရွက်ဖြူသွေးပဲပေးလာတယ်ပေါ့နော်အဲ့စာရွက်ဖြူသွေးကဘာလဲဆိုလို့ရှိရင် reject စာရွက်ဖြစ်ပါတယ်အဲ့တော့
ကျွန်တော်အဲ့အနေစပြီးတော့မှ US ကို try ဖို့အတွက်ကျွန်တော်လက်လျှော့လိုက်တယ်ဗျာကျွန်တော်အဲ့ဒါကိုလက်လျှော့လိုက်ပြီးတော့မှ January လ9ရက်နေ့လောက်မှလာမသိကျွန်တော်မြန်မာနိုင်ငံရန်ကုန်ကအကြောင်းပြန်ဖွင့်တယ်ပေါ့နော် second semester ပေါ့ဗျာ second semester မှာကျွန်တော်အကြောင်းပြန်ဖွင့်တော့ကျွန်တော်ရန်ကုန်ပြန်ပြီးတော့မှ second semester တက်နေစဲမှာပဲဒီဟိုပေါ်တာဆွဲတယ်ဘာညာစမှုထမ်းဖို့အတွက်ခေါ်တယ်ဆိုပြီးတော့မှအရင် hit ထားနေတဲ့အချိန်မှာ2024ဒီနလပိုင်းလောက်ပေါ့နော်အဲ့အချိန်မှာတော်တော်လေးကိုချီနေစိုးနေတယ်ပြောတန်နေကြားနေခါကျတော့ကျွန်တော်တို့ YUS မှာရှိတဲ့ចောင်းသားတွေအားလုံးကလည်းဟိုဘယုတ်ဒုက္ခတွေအကုန်လုံးဖြစ်ပြီးတော့မှနိုင်ငံခြားထွက်တွေလူထွက်အကုန်လုံးကကျောင်းမလူနေနေပဲရှိခဲ့တော့တဲ့အချိန်ကြီးဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းအဲ့ဒီသတင်းကိုကြားကြားချင်းနဲ့ပဲမနောက်မနေနဲ့ပဲကျွန်တော်နိုင်ငံတနိုင်ငံကိုထွက်ဖို့ဆုံးဖြတ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ချိန်မှာကျွန်တော်ဘယ်ကိုသွားခဲ့လဲဆိုလို့ရှိရင်တော့ကျွန်တော်စင်ကာပူကိုသွားခဲ့တယ်ပေါ့နော်2024 ဖေဖော်ဝါရီလ21မှာကျွန်တော်စင်ကာပူကိုသွားခဲ့တယ်ဗျာစင်ကာပူကနေပဲကျွန်တော်ဒီ foundation ကိုပြီးအောင်တက်တယ်ပေါ့နော် online ကနေပဲကျွန်တော်တို့ပြီးအောင်တက်တယ်ဒီတော့ကျွန်တော်စင်ကာပူရောက်သွားတဲ့အချိန်မှာလည်းကျွန်တော်အကိုတွေကျွန်တော်အမတွေကျွန်တော်ရဲ့ဆွေမျိုးတွေကျွန်တော်တငယ်ချင်းအများကြီးရှိတယ်ဗျာအဲ့ခါကျတော့ကျွန်တော်စင်ကာပူမှာနေတော့လည်းအရန်ပျော်တယ်ပေါ့နော်အဲ့တော့တနေ့ရောက်ခါကျတော့ကျွန်တော်အမကိုပြောတယ်ပေါ့နော်အမကျွန်တော်အလုပ်လုပ်ချင်တယ်ပေါ့နော်အလုပ်လုပ်ချင်တယ်အဲ့ဒါကျွန်တော်ဘာညာအလုပ်ရှာပေးလို့ရတာကျွန်တော်အမကိုပြောခဲ့တယ်ဗျာအမကလည်းအရန်စိတ်ရင်ကောင်းတယ်ဗျာကျွန်တော်အမကလည်းကျွန်တော်အလုပ်ရအောင်ရှာပေးခဲ့တယ်ပေါ့နော်ကျွန်တော်စားတောက်ဆိုင်တစ်ခုမှလည်းအလုပ်တွေဝင်လုပ်ခဲ့တယ်ဒီ part time အနေနဲ့ပေါ့နော်ဒီ visit နဲ့ပဲသွားတယ်ဆိုပြီးမှကျွန်တော်အလုပ်ခိုးလုပ်ခဲ့တာပေါ့နော်ကျွန်တော်ဒီ city hall မှာပဲကျွန်တော်လုပ်ခဲ့တာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာအချင်းချင်းနဲ့တည်တာလည်းဟုတ်တယ်လို့ပြီးတော့မှကျွန်တော်အမရဲ့တငယ်ချင်းတွေရဲ့ဆိုင်မှာပဲကျွန်တော်လုပ်ခဲ့ရတာဆိုတော့လေဟိုတော်တော်လေးအဆင်ပြေခဲ့တယ်ပေါ့နော်မြန်မာထမင်းဆိုင်မှာပဲကျွန်တော်2လလောက်ကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော် part time လုပ်ရင်းနဲ့ကျွန်တော်အမကလည်းဒီသူ agent လိုမျိုးလုပ်တယ်ပေါ့နော်ဒီမြန်မာနိုင်ငံကလူငယ်တွေအလုပ်လျှောက်ချင်တဲ့လူသူကလည်းလျှောက်ပေးတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ကဒီစားတောက်ဆိုင်နဲ့တစ်ဖက်လုပ်တယ်လို့ကျွန်တော်အမက agent ဖြစ်တဲ့အတွက်သူ agent လောက်တာနဲ့အလျောက်မြန်မာနိုင်ငံကနေလူတွေလာတယ်ဗျာအဲ့တော့အဲ့လူတွေလာတဲ့အချိန်မှာကျွန်တော်ကစင်ကာပူရဲ့လေဆိပ်မှာအဲ့လူတွေကိုကျွန်တော်သွားပြီးတော့ကြိုပေးရတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်စင်ကာပူချန်ကီလေဆိပ်ဆိုတာကျွန်တော်ရဲ့ဒုတိယအိမ်လိုမျိုးပဲဗျာကျွန်တော်ရက်တိုင်းနီးပါးလို့ပြောရမလားပဲတပတ်ဆိုလို့ရှိရင်အများဆုံးဒီ4-5ခါလောက်သွားရတယ်ဗျာအဲ့အခါကျတော့ကျွန်တော်ရက်တိုင်းသွားနေကြခါကျတော့ချန်ကီလေဆိပ်ကနေလူသွားကြိုလိုက်ပြန်ပို့လိုက်လူသွားကြိုပြီးတော့မှသူတို့နေရမယ့်နေရာသွားပို့ပေးလိုက်သူတို့ရဲ့ဒီဆေးစစ်ရမယ့်နေရာသွားပို့ပေးလိုက်သူတို့ရဲ့အလုပ်သွားပြပေးလိုက်အဲ့လိုမျိုးနေရာတွေကျွန်တော်ကြုံတွေ့ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အမကသူ agent လောက်တာကလည်းသူတရုတ်စကားတက်တဲ့အတွက်စင်ကာပူကတရုတ် agent နေနဲ့သူလောက်တယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တချို့တစ်ခါတလေဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီတရုတ် agent နေနဲ့ကျွန်တော်စကားပြောရတယ်ဗျာ line ပေါ်မှာ WhatsApp မှာကျွန်တော်တို့လူဘယ်ချိန်ရောက်ပြီလဲလူကဘယ်နာရောက်နေပြီလဲသူတို့ရဲ့အလုပ်သမားဘယ်နာရှိနေပြီလဲဆိုတော့ကျွန်တော်အကြောင်းကြားပြရတယ်ပေါ့နော်အဲ့အချိန်မှာလည်းဟိုကမောက်ကမတွေဖြစ်ခဲ့တယ်ပေါ့ဗျာကျွန်တော်စင်ကာပူက agent နေနဲ့လည်းကျွန်တော်အထိတွေ့ရခဲ့တဲ့အတွက်လည်းကျွန်တော်အမကိုအများကြီးကျေးဇူးတင်တယ်ပြီးတော့မှကျွန်တော်အဲ့ဒါလည်းလှုပ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံကိုပဲပြန်လာခဲ့တယ်ပေါ့နော်အဲ့ချိန်ကတော့ဒီအချိန်ဒီတခုကလည်းကောင်းသွားပြီဆိုတော့လေအဲ့တော့အဲ့မှာကျွန်တော်စင်ကာပူမှာနေတော့ကျွန်တော်part time စားတောက်ဆိုင်မှာလည်းလုပ်တယ်လို့ကျွန်တော်အမကိုလည်းတစ်ဖက်တစ်လမ်းကနေကူညီခဲ့တယ်ပေါ့နော်အဲ့ဒါတော်တော်လေးကိုအတွေ့အကြုံတွေလည်းရခဲ့တယ်ပေါ့နော် agent တွေကဘယ်လိုလုပ်လဲဆိုတာလည်းကျွန်တော်သိခဲ့ရတယ်ပေါ့နော်ပြီးတော့မှကျွန်တော်မွေးနေ့မှာပဲ2024 April လမှာပဲကျွန်တော်မြန်မာနိုင်ငံကိုပြန်လာခဲ့တယ်ပေါ့နော်မြန်မာနိုင်ငံကိုပြန်လာပြီးတော့မှကျွန်တော်ကဒီ IELTS ကိုပြင်ဖို့အတွက်လုပ်ခဲ့တယ်ဗျာဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်မှာ foundation လည်းပြီးထားပြီကျွန်တော်မှာ GED လည်းရှိတယ်ကျွန်တော်မှာ Duolingo လည်းရှိတယ်ဒါပေမဲ့ကျွန်တော် US ကိုလက်လျှော့လိုက်တဲ့အတွက်ကျွန်တော် UK ကိုရှောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က IELTS လိုလာပြီဗျာအဲ့တော့ကျွန်တော် IELTS ကိုပြန်လာပြင်ခဲ့တယ်ပြန်လာပြင်နေတဲ့အတွင်းမှာလည်းကျွန်တော်အိမ်မှာလှုပ်ရှားရှိရတဲ့ချို့ကိုလည်းကျွန်တော်လုပ်နေခဲ့တယ်ပေါ့နော်IELTS ကိုပြင်တယ်ပြီးတော့မှရန်ကုန်ကိုလည်းဟ
သွားစားရှိတာလှုပ်ရှားရှိတာလှုပ်တယ်ရန်ကုန်သွားပြီးတော့မှလည်းပြင်စားရှိတာပြင်အဲ့လိုမျိုး agent နဲ့တွေ့စားရှိတာတွေ့အဲ့လိုမျိုးတွေလည်းကျွန်တော်လုပ်ခဲ့တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ပြန်လာပြီး4လပိုင်းအကုန်ခါနီးပေါ့နော်9လပိုင်းပဲထားပါတော့9လပိုင်းနီးလောက်မှကျွန်တော်မြန်မာပြည်ကိုပြန်ရောက်လာခဲ့တယ်မြန်မာပြည်ကို9လပိုင်းလောက်ရောက်လာတဲ့ကျွန်တော်တောင်ကြီးကိုချက်ချင်းပြန်ပြီးတော့မှကျွန်တော် IELTS ကိုပြင်ဆင်ခဲ့တယ်ပြင်ဆင်ပြီးတော့မှကျွန်တော်9လပိုင်းမှာလားမသိဘူးကျွန်တော် IELTS ကိုဖြေခဲ့တယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော် IELTS ဖြေပြီးတော့မှကျွန်တော်အမှတ်မီတဲ့အတွက်ကျွန်တော်ဒီ UK ကိုရှောက်တယ်ပေါ့နော် UK ကိုရှောက်တဲ့အချိန်မှာလည်းဒီဘာမှတူထွေတော့မလိုခဲ့ဘူးဗျဘာလဲဆိုလို့ရှိရင်ကျွန်တော်အကြောင်းကျွန်တော်ရန်ကုန်မှာတက်ခဲ့တဲ့ foundation အကြောင်းကကျွန်တော်ကိုအစရရကူညီပေးခဲ့တယ်ပေါ့နော်အကြောင်းရှောက်တာပဲဖြစ်ဖြစ် visa ရှောက်တာပဲဖြစ်ဖြစ်ကျွန်တော်အစရကူညီပေးခဲ့တဲ့အတွက်လည်းသူတို့ကျေးဇူးတင်ပါတယ်ပြီးတော့မှကျွန်တော်အဲ့ဒီ visa လည်းရရောဗျာ visa လည်းရရောကျွန်တော်ဒီ UK ထွက်ဖို့အတွက်ပြင်ဆင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ visa process ကလည်းဘာမှအဲ့လိုမျိုး American လို့မရှုပ်ဘူးဗျဒီ UK visa process ကဘာတွေလိုလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ showman နီးပြဖို့လိုတယ်အဲ့လိုမျိုး interview တွေမရှိတော့ဗျအရန်အဆင်ပြေတယ်ပေါ့နော်ပြီးတော့မှကျွန်တော်ဖြေခဲ့တဲ့နေရာကလည်းဒီ Learning Center အပေါ်ဆုံးထပ်မှာဆိုတော့တော့အဲ့ဒါလည်းနီးနားရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ UK visa ကိုကျွန်တော် American visa လို့ခက်ဖြည့်စရာမလိုဘဲနဲ့ကျွန်တော်ရခဲ့တာဖြစ်တယ်ပေါ့နော်အရှုံးပေါင်းအရှုံးများစွာနဲ့ကျွန်တော်ဒီ UK ကိုရောက်လာခဲ့တယ်ပေါ့နော်2နှစ်3နှစ်လောက်ကြိုးစားပြီးတော့မှတခါလီတော့လေကျွန်တော်တို့ကအရန်လောတယ်ဗျနိုင်ငံခြားသွားဖို့ဆိုတာကျွန်တော်တို့အချိန်တန်မှပဲရတာပေါ့နော်အဲ့လိုမျိုးကိုတခုခုလောက်တယ်ဆိုတာသူ့အချိန်နဲ့သူရှိရဗျကျွန်တော်တို့တခါတလေအရန်လောလို့လေဘာမှမဖြစ်လာဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံမှန်သာလုပ်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူချင်တဲ့အရာတစ်ခုကသူ့အချိန်နဲ့သူရောက်လာမယ်လို့တော့ကျွန်တော်ယုံကြည်လိုက်တယ်ပေါ့နော်အဲ့ဒါစပြီးတော့မှဒီတော့ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုကျွန်တော် share ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Adios